တော့ကျွန်တော်တို့ဇွန်ထုတ်ပြအရှင်ကြီးကလည်းတို့ကအရှင်ကြီးကမင်္ဂလာပါကိုကျွန်တော်တို့ဖီးလေးတစ်ခုသွားနေတာဖြစ်ပါတယ်ဒီနေ့ကျပညာဦးပါကိုဒီလေးပါမင်္ဂလာပါပသိမ်သွားမှာဖြစ်ပါတယ်နော်ပသိမ်မှာကျွန်တော်တို့ပွဲလေးတစ်ပွဲကိုကျွန်တော်သွားပြီးတော့သွားကိုဒီလေးပါကျွန်တော်တို့အခုဒါတော့ classic မှာပေါ့နော် breakfast ပဲမယ်ကြာဝေးတွေကတော့ heavy history ကြီးကိုဝယ်လာလိုက်ကြာဝေးတွေကတော့ကျွန်တော်တို့ရွာထိပ်ရောက်ပြီပေါ့နော်ရွာထိပ်ကိုကျွန်တော်တို့ရောက်ပြီဖြစ်ပါတယ်ဆိုတော့ဒီရန်ကုန်ပသိမ်လမ်းပေါ့နော်ခုံမင်းထိပ်ကနေဆိုတာဒီကျွန်တော်တို့ရွာဝင်လမ်းပါကျွန်တော်တို့ခုဆက်ပြီးရွာထဲသွားပါမယ်နော်ပွဲကတော့မစသေးဘူးကြာနော်ဟုတ်ဆရာကျော်ပါဆိုပါဆရာကျော်မကျွန်တော်တော့မဆိုးပါဘူးနည်းနည်းလိုက်ပြီးတော့အဖြေပေးတာโอเคပါโอเคရွာထဲကိုရောက်နေပြီပေါ့နော်ရွာထဲကိုသွားနော်ရွာထဲမှာကျွန်တော်တို့ရောက်နေပြီဒါတော့တော့လာပါဘူးလားတော်တလေးဟုတ်ကျွန်တော်တို့နွားတင်းဟုတ်ရှိနော်ကြီးပါတဘာဝအလှတရားတွေနဲ့အပင်ကဒါအပင်ဆက်တာနော်ဒါနွားတင်းဟုတ်ရှိမယ်နွားတင်းကတော့နွားတွေရှိတာပဲအဲ့တော့ကျွန်တော်တို့တကားချောင်းပေါ့နော်တကားချောင်းနောက်ကိုကြည့်လိုက်ရင်တကားချောင်းဒါတော့ကျွန်တော်တို့ရွာမှာအခုဒီနေ့ပွဲလေးတော့ကိုဆိုတော့မညာဦးနဲ့ကျွန်တော်နဲ့မင်္ဂလာတေးလေးရှင်းပြမှုရောက်ရှိနေပါလေကျွန်တော်ချင်းလာဆိုတာဖြစ်ပါတယ်နော်โอเคပါကျွန်တော်တို့ပြီးမှကျွန်တော်တို့အလှူပွဲလေးတွားကြတာပေါ့နော်ဒီမှာကိုဟွာတာတဲ့ဒါတော့ကျွန်တော်တို့ဇွန်ထုတ်ပြအရှင်ကြီးကလည်းတို့ကအရှင်ကြီးကထမ်းနေတာဟာအရှင်ကြီးကအရှင်ကြီးကအကြီးအရှင်ရတော့တတ်တယ်ကွာလက်ကြမှာမလုပ်နဲ့အရှင်တခါလေးဗျာကျွန်တော်တို့ဟုတ်ရည်တက်ခုတ်ကြလားခုကြတာခုမှချက်ချင်းချလိုက်တဲ့မှာအုံးပင်တက်ပြီးတော့မှာကြွာရောက်တဲ့ခါမှာ organic ကျွန်တော်တို့ organic အုံးသီးပေါ့နော် organic အုံးသီးကိုကျွန်တော်တို့ဒါတခါလေးတောက်မယ်ရေတောက်မယ်စားမယ်ပေါ့ဘာညာပေါ့နော်လေးတို့ကြတော့မယ်ဒါတဘာဝအခုလေးနေအပင်ရချထားတယ်စက္ကန့်ပိုင်းမိနစ်ပိုင်းလောက်ပဲရှိဦးမယ်စက္ကန့်ဆိုရင်တော့စက္ကန့်60လောက်မိနစ်ပိုင်းလောက်ပဲရှိဦးချချင်းချက်ချင်းခွဲပြီးတော့ချက်ချင်းတောက်တယ်organic တောက်ကြည့်organic ဟုတ်ကျွန်တော်တို့ဒါအခု25လေအခုလာမယ့်25နေပြန်ပြီးရမယ်ဟုတ်တယ်နေဝင်နေလေဟုတ်တယ်ဒါတော့ရွာရဲ့ငရမ်းကြောက်နော်ကိုယ်တိုင်လှမ်းနဲ့ကိုယ်တိုင်အချောက်ခံပြီးကိုယ်တိုင်ဖုတ်တဲ့ရွာရဲ့ငရမ်းကြောက်ဖုတ်နော်စားတော်ပေါ့တယ်စားလို့တအားကောင်းတယ်စီကတော့နည်းနည်းလေးပဲကျွန်တော်ထည့်ထားတယ်အရန်ကောင်းတာပါဒါ organic တွေဒီတကာတော့အသေးကြီးပါဆိုတော့ပြဿနာမရှိဘူး organic အမှန်နေဒါတွေကတကယ်ဒီနောက်ကရှိတယ်တကားချောင်းတွေကပူလုံးပဲဟာโอ้ချိုးနေရပဲဟာအန်သားချတာဒါတော့ကျွန်တော်ဟုတ်ကဲ့အဲ့ဆိုဦးတကြီးကအန်ဒီမီမီချောတာဦးကြီးဘယ်လိုလဲဦးကြီးကဟဲ့ဦးတကြီးကဘယ်လိုလဲအန်ဒီမီမီချောတာဟုတ်ချက်တယ်မမမနေ့ရှင်တွေရှင်မရတွေလာ
ချက်တယ်ပေါ့ကိုချက်တယ်ပေါ့နေရမကဲပါလေပေါ့အဲ့တော့ရွာလာပြုံနေပါသူတို့ချက်ထားတာပါ ညသာစားတဲ့ဝိုင်းလေးဖြစ်ပါတယ်မင်္ဂလာဆောင်သူတို့ပြီးတဲ့ချိန်မှာတော့ဒီမှာကျွန်တော်တို့စားမယ်ငပိကြောပါတယ်ဝတ်သားပါတယ်ဝတ်သားနှစ်ပွဲကြက်သားပါတယ်ဘဲဥကြောပါတယ်ဒီဝိုင်းပစုံနေခဏပေးဒါတော့မနေ့ကရထားတယ်ပစုံပေါ့နော်မနေ့ကအရှိကြီးဆိုတယ်ပစုံအရှိဆိုတယ်ပစုံဒီမှာရှောသွားပါပြီအခုတော့ရှောသွားပါပြီ ဒီဖုတ်သားနဲ့ပစုံဒီဖုတ်ပါ အခုတော့ရှောသွားပြီ စုံပါမယ်နော်အားလုံးပဲ share တွေပဲညတော့ကျွန်တော်တို့ဒီလေးနဲ့ဒီရော်လေးနဲ့တိတ်လိုက်ဝတ်သားတယ်ပါဝတ်သားအစီတုံးကြီးနော် ကျေဝတ်သားတွေဗျာချက်သားပါပြီငါးပါပြီတို့ပါပြီဆိုရင်โอเคပါဘယ်နေရာကောင်းလဲအားတော့ကျွန်တော်မနေ့စားတယ်အဲ့ဒီစားတော့ရအဖေရဲ့ကောင်းကြီးမောင်းရဲ့မချောက်က2မျိုးကောင်းတယ်နောက်လေးနဲ့ပြန်မဲ့မဲ့ခင်းလေးဒီမှာလာပြီးတော့တိုင်မင်လာပြစ်တာပါဟုတ်ပါတယ်တိုင်မင်ဝင်ပြစ်တာပါချ
ကျွန်တော်တို့ပြန်ပါပြီအေးချမ်းမှုတွေပြည့်ပေးတယ်စိတ်ချမ်းသာမှုတွေနဲ့ဒီရွာလေးကိုကျွန်တော်ငေးကြည့်နေနေပဲကျွန်တော်ရဲ့ဒီခီးစဉ်လေးကိုနှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုပေးကြတဲ့ပျောက်ချင်းစီအားလုံးကိုကျေးဇူးတင်ပါတယ်